မင်္ဂလာပါမြေတို့ရေဒီနေ့အဖိုးကတို့တော်ရွာတွေမှာလူကြိုက်များတဲ့ဝတ်သားပုံရည်ဟင်းချက်ပြမယ်ဒါကမြမအယူရစစ်ပေါ့ဟင်းမချက်ခင်အမွှေးကြိုင်ပြင်ရမယ်ကြက်သွန်ဒီကိုပပလီကြက်သွန်ပြူနဲ့ဂျင်းကိုတော့ညက်နေအောင်ထောင်းထားရမယ်ဒါမှစီတက်တဲ့အခါမှွေပြီးဟင်းအနှစ်ကပြစ်မှာမိဖို့ပေါ်မှာအမြေအိုးတင်စီပူလာရင်ပြင်ဆင်ထားတဲ့ကြက်သွန်ဂျင်းတွေကိုထည့်ပြီးစီတက်မယ်ရွှေဝါရောင်တန်းပြီးအနှံ့မှွေးလာတဲ့အထိအသားကြအောင်ချက်ရမယ်ကြက်သွန်တွေမှွေးလာပြီဆိုရင်ဝတ်သားကိုထည့်လိုက်မယ်အဖိုးကဝတ်သား၃ထပ်သားကိုသုံးထားတယ်ပြီးရင်ငံပြာရည်ကြက်သားမုံစားနှွေးမုံနည်းနည်းစီထည့်ပြီးအသားတဲ့အရာအခုတော့ဟင်းအိုးကိုဖုံးပြီးမီးအေးနဲ့တည်ထားမယ်ဝတ်သားလေးတွေနူးပြီးပုံရည်ကြီးအရသာစိတ်ဝင်သွားတဲ့အထိစောင့်ရမယ်ကြားထဲမှာတစ်ခါတလေလာမှွေပေးဖို့မမေ့နဲ့ဘူးအားလုံးတမသွားပြီဆိုရင်အသားနူးဖို့အတွက်ရေနည်းနည်းထည့်မယ်ရေကိုအများကြီးမထည့်တော့အသားမြုပ်ုံလောက်ပဲထည့်ပါမီးအေးနဲ့တည်ထားရမယ်လိုအပ်ရင်စားမြည်ကြည့်မယ်ဟင်းချက်ခါနီးရင်ငရုတ်သီးစိမ့်လေးတွေနဲ့နန်းနန်းပင်လေးတွေအုပ်လိုက်မယ်ဒါမှအနံ့မွေးပြီးစားကျင်စားပွဲဖြစ်သွားမှာပေါ့ကဲမြေတို့ရေအဖိုးရဲ့လက်ရဝတ်သားပုံကြီးဟင်းကြက်ပါပြီထမင်းပူပူလေးနဲ့ဆိုအင်မတန်စားလို့ကောင်းတယ်အဖိုးပြောတဲ့အတိုင်းအိမ်မှာလဲချက်စားကြည့်ကြအောင်နော်